ဒီ App Store လေးကိုဖွင့်ပါ App Store ရဲ့ဒီ search bar မှာ we do return ဆိုတာလေးကိုရိုက်ပေးပါ we do return လေးကိုရရင်ဒီကောင်လေး we do return ဆိုတာလေးကို install ပေးပါဒါဆိုရင် install တာလေးပြီးပါပြီ open လေးကိုနှိပ်ပါပြီးရင် allow ကိုနှိပ်ပေးပါပြီးရင်ဒါကျွန်တော်တို့ဘက်ကနေပေးတဲ့ဟို Duratron VPN link လေးကိုဒီတက်ကိုကူးထည့်ရမှာပါဒါမျိုး link လေးပေါ့နော်ဒါမျိုး link လေးကျွန်တော်တို့ Messenger သို့မဟုတ် Telegram နေပို့ပြီးမှအဲ့ link လေးကို copy ကူးပြီးတော့ဒီခဏက Duratron ဆိုတဲ့ဝင်ပါပြီးရင် screen ညာပဲအပေါ်တောင်းကအပေါင်းလေးကိုနှိပ်ပါပြီးဒီ phone clip post ဆိုတာလေးကိုနှိပ်ပါပြီးရင် allow page ကိုနှိပ်ပါအဲ့ဒါကျွန်တော်တို့ရဲ့ VPN configuration လေးဝင်သွားပါပြီအဲ့ကကြရင်ဒီ power clock လေးကိုတစ်ချက်နှိပ်လိုက်ပါဒါပထမဆုံးချိန်မို့လို့ allow ရွေးခိုင်းတာပေါ့နော်ဒါ allow ရွေးပြီးတော့ကိုယ့်ရဲ့ဖုန်းရဲ့ face ID သို့မဟုတ် password ပေါ့နော်အဲ့ဒါလေးဖြည့်ပေးပါဒါဆိုရင်တော့ရပါပြီ VPN လေး connected ဖြစ်သွားပါပြီ